တဲ့သတင်းတွေကကြောက်စရာကြီးနော်အခုဖတ်လိုက်တဲ့သတင်းတစ်ခုမှာပတရားမှာရုရှားအမျိုးသားတအုပ်အသက်ခံရပြီးတော့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို9ပိုင်းပိုင်းပြီးတော့ထားခံခဲ့ရပါတယ်ထိုင်းနိုင်ငံမှာ23ရက်ကြာပျောက်သွားပြီးတော့ဖေဖော်ဝါရီလ1ရက်နေ့မှာပတရားမြို့မှာရရဆက်ဆက်တက်ထားခံရတဲ့ပုံစံနဲ့တွေ့ရှိခဲ့ရတာပါအလောင်းကိုအပိုင်းပိုင်းဖြတ်ထားခံရပြီးတော့ရေကန်တစ်ခုအနီးမှာနေရာ9နေရာခွဲပြီးတော့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုမြုပ်နှံခဲ့တာပါ။အေဆုံးသွားတဲ့သူရဲ့မိခင်ဖြစ်တဲ့သူကကိုယ်တိုင်ရုရှားနိုင်ငံကနေထိုင်းနိုင်ငံထိလိုက်လာပြီးတော့အမေဖြစ်တဲ့သူကသူ့သားပျောက်ဆုံးနေကြောင်းကိုရဲစခန်းမှာတိုင်ချက်ဖွင့်ခဲ့ပါတယ်။ဒီတစ်ဖက်ကအဘူတပင်းရှာဖွေစုံစမ်းခဲ့ပြီးယခုလိုပဲထိတ်လန့်တုန်လှုပ်ပဲဖြစ်ရက်ကိုသိရှိလိုက်ရတာပါ။တက်သွားတဲ့သူနှစ်ဦးကလည်းနိုင်ငံသားပါပဲ။သုံးသွားတဲ့သူနဲ့တရားခံနှစ်ယောက်တို့ကအရန်ကိုခင်မီရင်းနှီးကြတဲ့တငယ်ချင်းတွေဖြစ်ကြပြီးတော့သုံးသွားတဲ့သူကသူ့တငယ်ချင်းနှစ်ယောက်နဲ့ပတ်စံအရှုပ်ချင်းကိစ္စတွေရှိခဲ့ပုံရပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရသိဆုံးသူရဲ့ဖုန်းထဲမှာမြန်မာငွေတန်ဖိုး4800တန်ဖိုးနီးပါးရှိတယ်ဒီကိုပေးဆက်ဖို့ချင်းချောက်စာတွေပို့ထားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်နှစ်လပိုင်းတရက်နေ့မှာတော့အသက်ခံရတဲ့သားဖြစ်သူရဲ့အလောင်းကိုရဲတွေကတူးဖော်ခဲ့ကြပြီးတော့သူ့ရဲ့သားဟုတ်မဟုတ်ကိုမိခင်ဖြစ်သူကိုအတီးပြုတ်ရန်ခေါ်ခိုင်းခဲ့ပါတယ်။ဖြစ်တဲ့သူကလည်းသူ့သားဝင်နေကြဝေစားတွေနဲ့ပစ္စည်းတွေကိုတွေ့ရှိခဲ့ရပြီးတော့သားရဲ့အလောင်းဖြစ်ကြောင်းကိုအတီးပြုတ်ခဲ့ပါတယ်။ဒီကိစ္စကတငယ်ချင်းတွေအကျိုးတူငွေကြေးအရှုပ်ရှင်လုပ်ငန်းကိစ္စတွေကြောင့်ဖြစ်နိုင်တယ်ဆိုပြီးတော့ရဲတပ်ဖွဲ့ကလည်းခံမှန်းထားကြပါတယ်။ရဲတွေကအလောင်းမြုပ်ထားရာ1ကီလိုမီတာအကွာမှာတပ်ဆင်ထားတဲ့ CCTV နှစ်ခုကိုစုံစမ်းစစ်ဆေးခဲ့တဲ့အချိန်မှာတော့ CCTV ထဲမှာတရားခံတွေကအလောင်းကိုခုတ်ထစ်ပြီးတော့သူတို့ရဲ့စိုက်ကယ်ထိုင်ကုန်အောက်မှာထည့်ထားခဲ့ပါတယ်။အဲဒီ CCTV ထဲမှာလည်းစိုက်ကယ်ထိုင်ကုန်ကပိတ်မရဘဲနဲ့အနှဲငယ်ပွင့်နေတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။လူတစ်ခုလုံးရဲ့ခန္ဓာကိုယ်ကိုအပိုင်းပိုင်းခုတ်ထစ်ထားတာဆိုတော့ဒီဆုံးသွားတဲ့သူရဲ့ခန္ဓာကိုယ်ကစိုက်ကယ်ခေါင်းထဲမှာပဲရှိနေခဲ့တာပါ။နောက်ပြီးတော့စိုက်ကယ်ကိုမောင်းနှင်လာပြီးတော့ရောထဲမှာရှိတဲ့ရေကန်အနီးအနားမှာ9နေရာခွဲပြီးတော့မြုပ်နှံခဲ့ကြတာပါ။အရှိမှာတော့တန်တရားရှိသူဒီနိုင်ငံသားတဲ့ကန်ဦးလုံးကိုဖမ်းမိထားပြီးတော့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ဒါကတကယ်ကိုထိတ်လန့်ခြောက်ခြားပွဲကောင်းတဲ့လူသတ်မှုကြီးပဲဖြစ်ပါတယ်။